luxury ဆန်ဆန်တော့စားခြင်းနဲ့ဒါပေမဲ့ luxury ဈေးမပေးကြုံဆိုလို့ရှိရင်ဒီဆိုင်အောင်သွားဒီဆိုင်က view လဲလှတယ်အရသာလဲကောင်းတယ်ဈေးလဲတန်လို့ reservation မလုပ်ထားဘူးဆိုလို့ရှိရင်ဝိုင်းရဖို့တော့မသိကြဘူးဗီဒီယိုထဲမှာ Alpha ဒီဆိုင်မှာဘာတွေစားခဲ့တယ်ပြောလို့ရှိရင်ဆိုင်ကဘယ်လိုလှတယ်နောက်ပြီးတော့ဈေးတွေဘယ်လိုရှိရဲဆိုတာအတိအကျအကုန်လုံးပြောပြသွားမှာမလို့ဗီဒီယိုဆုံးတဲ့တိကြည့်လိုက်ဒါကတော့နေ့လယ်7:00နာရီကနေ3:00နာရီထိပဲရတဲ့ lunch special menu တွေကတစ်ခုဖြစ်တဲ့ chicken Milanese ပေါ်ကနေကြက်သားကြော်အုပ်ထားပြီးတော့သူနဲ့တွဲပေးရတဲ့ ခင်းကျင်ဒီ sauce နောက်ပြီးတော့ spaghetti သားစားလုံးဝစားကောင်းတယ်1000 ခွဲလို့ထင်ရစရာမရှိတာဒါလည်း lunch special menu ပဲ pumpkin potato gnocchi မှုရတာလေးဖျုံသီးရဲ့အချိုတက်နဲ့မီးခိုးနဲ့တင်းတင်းလေးနဲ့စားတာ vegetarian menu ဆိုပေမဲ့သဘောကျတယ် lunch time menu တွေမှာဒီလိုမြန်မာဆန်ဆန် menu လေးလည်းရှိတယ်ကျွန်တော်စားခဲ့ရတော့ကရ heritage set ဝက်ကုတ်သားကင်ဝက်ဥကြောင်နောက်ပြီးတော့ရွက်တုပ်လေးနဲ့တွဲပေးရတဲ့တောက်စရာလည်းပါတယ်စုံစုံလင်းလင်းလေးအခုလိုမျိုးတွဲထားပြီးအရသာလည်းအဆင်ပြေဆိုရင်စားရတာခက်ချောက်ချောက်တော့ဖြစ်နေလို့ပဲအဲ့တော့ lobster အကောင်ကြီးတစ်ချမ်းလုံးထည့်ထားပြီး half cooked lobster ဥပစုံကင်နာပြီးပြီးတော့မှအပေါ်ကနေ cheese နဲ့ထပ်ပြီးတော့ bake လုပ်ပေးရတာဥပစုံသားဆိုတာစားရတာချိုပြီးတော့စိတ်နေရပဲပြီးတော့သူနဲ့တွဲပြတဲ့ spaghetti sauce ကလည်းဒီကြောက်ပစုံခင်းနဲ့တော်တော်လေးကိုလိုက်တယ်ရင်းနှုံးရတော့ဈေးကြီးရဲ့လို့ထင်ရပေမဲ့ကြောက်ပစုံတစ်ချမ်းလုံးကြီးထည့်ပြီးတော့တန်ပါလေဒါကတော့သွားပြီးတော့တောက်မယ်ဆိုတဲ့သူအတွက်ပို့ပြီးတော့လိုက်ဖက်မယ် chicken wing set ချက်တောက်မှန်ကြောမှာ sauce 3မျိုးနဲ့အရသာ3မျိုးနဲ့စားရတယ်။ဝဲချင်းစီကအရသာတေးချကွဲထွက်ပြီးတော့စားလို့ကောင်းတယ်။ဒါပေမဲ့ anti resource နဲ့ချက်သားကြောတော့သဘောကျဆုံးပဲ။ seafood allergy ရှိတဲ့သူတွေကလွဲလို့ချင်းဒီ prawn base ကိုတော့လုံးဝ special recommend ပဲ။ပစုံအခွန်နဲ့ကောင်းနေတဲ့အချိန်ပေးပြီးတေးချချက်ထားတာ။ပစုံမိလိုက်အောင်လည်းပစုံကန်နဲ့ခုန်ချလိုက်ရတော့ပဲတော်တော်လေးသဘောကျတာ။စားလို့လည်းကောင်းဆိုဒီဟင်းပွဲတွေရဲ့နောက်ကွယ်မှာ master chef ပြန်ဝင်တူဖြစ်တဲ့ chef ဇွဲရဲ့လက်ရတွေဆိုတော့စားလို့လည်းကောင်းလို့ဟင်းပွဲဝင်းချင်းစီကတကယ်ကိုအသေးစိတ်ကြတယ်။ရှေ့မှာ Alpha စားပြသွားတဲ့ဈေးတက်နဲ့ lunch special menu တွေအပြင် daily special တွေကလည်းတစ်လလုံးရှိတယ်။နဲ့ dessert ထဲမှာဆိုရင် chocolate lava cake တွေ try ကြည့်။ chocolate အရသာအရန်ချိုနေရလည်းမဟုတ်ခါနေရလည်းမဟုတ်ပဲနဲ့ chocolate အရသာထိထိမိမိလေးနဲ့တော်တော်လေးစားကောင်းတယ်။ dessert စားပြီး wait တက်ရမယ်ဆိုလို့ရှိရင်တော့ wait တက်ရကျိုးနဲ့တယ်။ပြင်စင်လေးက classic ဆန်ဆန်နဲ့ luxury vibe ကိုအပြည့်ပေးတယ်။ပြီးတော့အင်းအားလိတ် view လေးကိုကြည့်ပြီးတော့စားကျင်လို့ရှိရင်တော့ table ကိုကြိုပြီး reserve လုပ်ထား။ကဲကိုသွားတဲ့ချိန်မုန်းမိရလို့ရှိရင်တော့အခုလိုအပြင်ဝိုင်းလေးမှာထိုင်ပြီး AC ချေးလို့ရတယ်။ပြီးတော့ foodie အတွက် special plan နေနဲ့ Alpha ရဲ့ video ကြည့်ပြီးတော့လာစားတဲ့သူတိုင်းကိုအင်္ဂွဲပြည့်တယ်ဆိုတာနဲ့နောက်တစ်ခါလာစားရင်သုံးဖို့အတွက်3000ဘုတ် gift voucher ပေးသွားမှာလို့စားတဲ့ခါကျရင် Alpha ရဲ့ video တွေ့ပြီးလာစားလို့ပြောဘူးလေမမေးနဲ့နော်။တန်လေးစာတော့ Andy Gray ကဘာကြီးဖျက်လဲအင်းအားလိတ် hotel ရဲ့ဝင်းထဲမှာရှိပါပြီခင်ဗျာ။